ကဲကျမတို့ခင်းရဆွေမျိုးမရဟင်းကောင်းဆိုသလိုပါပဲဒီနေ့တော့ထမင်းရမ်းမိန်စီအညာငပိရေချက်လေးချက်စားပြပါတယ်ငပိရေချက်ဖို့အတွက်ကြက်သွန်နီခတ်တင်းတင်း၅လုံးလောက်ကိုအခုလိုခပ်ပါပါလေးတိချပေးလိုက်မယ်ကြက်သွန်ဖြူလေးတွေကိုလည်းညံ့နေအောင်ထောင်းထားပေးလိုက်မယ်ငပိကိုကြတော့အိမ်မှာလက်ရှိသုံးနေတဲ့စိမ့်စားငပိကိုပဲအခုလိုရေလေးထည့်ပြီးတော့မှဖြောထားပေးလိုက်မယ်ရင်းလေးကကြတော့ငပိကောင်းလေးပို့ပြီးတော့စားကောင်းလေးပါကဲငပိလေးတွေလည်းချိန်ပြီးတော့ပြီဆိုရင်တော့ကျမတို့စားချက်လို့ရပါပြီရဲရဲကိုစီလေးနဲ့ငယ်ထည့်မယ်ပြီးရင်တော့ဆွန်းနှမုံလေးထည့်ကြက်သွန်နီပပန်းတိထားတာလေးထည့်ပြီးပြီဆိုရင်တော့ခဏလောက်နှောင်းအောင်ကြောထားပေးလိုက်မယ်ပြီးရင်တော့ကြက်သွန်ဖြူထောင်းထားတာလေးပါထည့်ပြီးတော့မှဆက်ပြီးတော့ကြောထားပေးလိုက်ပါမယ်ကြက်သွန်ဖြူနီနံလေးလည်းမွေးလာပြီဆိုရင်တော့ငရုတ်ချမ်းမုံလေးထည့်ပါမယ်ထည့်ထားတဲ့ငရုတ်ချမ်းမုံလေးလည်းကျက်သွားပြီဆိုရင်တော့ငပိစိမ့်စားရေဖြောထားတာလေးထည့်လိုက်ပါမယ်ကျမဖြောထားတာနည်းနည်းပြည့်နေလို့ရေလေးနဲ့ငယ်ထည့်ပြီးတော့မှပုတ်ပွက်ဆူအောင်တက်ထားပေးလိုက်ပါမယ်ကဲအခုလိုပုတ်ပွက်ဆူလာပြီဆိုရင်တော့စားလေးချုံမုံလေးအနည်းငယ်ထည့်မယ်ငရုတ်သီးစိမ့်ထောင်းထားတာလေးထည့်ထားပေးလိုက်ပါမယ်စားကကြတော့ကိုသုံးတဲ့ငပိရဲ့အပေါ့အငံပေါ်မူတည်ပြီးတော့ချိန်ဆပြီးထည့်ရပါမယ်ကဲတဖြည်းဖြည်းချက်လိုက်ရင်လည်းငပိစိမ့်နဲ့လေးပြောက်ပြီးတော့မှကိုလိုချင်တဲ့အပြည့်ကျဲပမာဏလောက်ရောက်ပြီဆိုရင်တော့အတုံးမြုပ်ဆုံးနဲ့တွဲဖက်ပြီးတော့စားလို့ရပါပြီရှင်ဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်